my god လိုင်းကြနေရတဲ့ကိစ္စလည်းမပြီးသေးဘူးငါပို့ထားတဲ့စာလည်းမရောက်သေးဘူးဒီကြတဲ့ customer လည်းချိန်စာတိုက်မယ်တဲ့ကြကြပါဦးရှင်Oh my god ငါတို့ client ရဲ့ share နေပြီးတော့ဒေါ်လာ100ဒီနေ့မနေ့ပိုင်းနေရတာ ਈ ဆိုတော့ဒီမလေးဘာလို့ဆက် ဒါလည်းတိုင်းရင်းနှီးနေဆိုကြတော့ကောင်းလေးကိုပစ္စည်းကိုယူလို့လက်ဆောင်တော့ရမယ် Oh my god ဒီမလေးရော ဒီနေ့ကတော့ဘယ်မရှိတော့မဟုတ်ဘူးစားတော့မယ် Okay customer ကိုစီလုံးလို့ရမယ် စရပါဗျာ လိုင်းရလည်းမကောင်းဟဲ့နေရောလိုင်းကောင်းလား ဟောင်းပါဦးပါ ဟဲ့အဲ့ဆိုတော့ wifi တော့ကြည့်ပေးမယ်နော်လိုင်းရလည်းဟဲ့မီးစိမ့်ပြီးတော့ဘာမှမရဒီလက်တော့ငါအဲ့ဆိုငါဖုန်းနဲ့ရင်ကြည့်လိုက်အောင်မယ်ဟဲ့အရှိမတော့ပြီးတော့ကြည့်လိုက်အောင်မယ်ဘာမှလည်းမရဘူးတကယ်ပါပဲစိတ်တေးအောင်ညက်တယ် customer လာပြီးတော့ complaint တက်တော့ပါမယ်ဆိုမှ ဟယ်လိုဟုတ်ကဲ့အော်တိုကိုစားပြတာပါရှင်ဟောဟုတ်ကဲ့မလန်လာမီပြန်အလားမသိဘူးဟောဟုတ်ကဲ့ညီမတို့ page မှာစာပြန်ပြလိုက်ပါမယ်နော်မနော်ခဏလေးပါနော်ဟယ်လိုဟုတ်ကဲ့ငွေတောင်းရရန်ခက်ဆိုတာလားမသိဘူးရှင်ဟုတ်ကဲ့အဲ့အကောင့်လေးညီမတို့စာလေးပြန်ပြလိုက်ပါမယ်နော်မနော်ဟုတ်ကဲ့ခဏလေးဆောင်ပေးပါနော် line လေးကြားနေလို့ပါရှင်ပုံမှန်လေးလာနေရပဲဟယ်လို ဟာရမအဲ့လိုမပြောနဲ့လေကွာ ဟုတ်ကဲ့အတမင် password အများကြီးရဲ့အကောင့်ဟာလားမသိဘူးဟုတ်ကဲ့ညီမတို့ခုစာပြန်ပြလိုက်ပါမယ်နော်ခဏလေးဆောင်ပေးပါနော်ဟုတ်ကျေးဇူးပါဟုတ် Oh my god လိုင်းကြနေရတဲ့ကိစ္စလည်းမပြီးသေးဘူးငါပို့ထားတဲ့စာလည်းမရောက်သေးဘူးဒီကြတဲ့ customer လည်းချိန်စာတိုက်မယ်တဲ့ကြကြပါဦးရှင် အားလုံးကိုကျွန်တော်ဒီနေရာနေကြော့ပါဗျာ